ကျမဒီအခန်းကိုရေးဖို့တော်တော်လေးကြပါတယ်အခုမှလည်းပြောဖြစ်တာပါတော်တော်ကြာမှပါအားလုံးမင်္ဂလာညနေခင်းပါရှင်ဖန်တီးထားတဲ့ရေးနီးပေါ့နော်ပန်းပါလို့လေအခန်း29တစ်ခွာရအဖြူကျမ်းစာမှာပြောထားပါတယ်သူ့မှာကစာရေးသူနာမည်တွေနဲ့လေစောင်းတော့ဆော်လမွန်နှစ်စနစ်မှာပေါ့ပန်းတွေပွင့်ပြီးငှက်ကလေးတွေတေးဆိုပြီးတဲ့ကျမကဒီပိုက်ကို Bible Walk လို့မြည်ရတဲ့ကျမ်းစာမှာရှာတွေ့ခဲ့တာလေပန်းတွေတိတ်ဥတိဖို့တွေအကြောင်းရေးထားတာလေဂျူးလူမျိုးတွေရဲ့နှစ်ကူးမှာတော့တစ်ခွဖြူကိုလက်ဆောင်နေနဲ့ရဲ့အခမ်းအနားပြင်ဆင်ဖို့ရဲ့တုံးကြတာပါအဲ့ဒီနှစ်တစ်ကို Rosh Hashanah လို့ခေါ်ပါတယ်ဒါပေမဲ့လေဟနုကပွဲမှာလည်းတုံးကြပါတယ်ပန်းတွေနဲ့ဖះเจ้าတွေမှာပြင်ဆင်တာကတော့ရိုးရပါတစ်ခွပန်းအဖြူဟယ်လီဘိုရင်းအဖြူကိုဟီဘရူးဘာသာအရဆိုရရင်ရှက်လီဗန်ဟိုချိုရပ်လို့ခေါ်ပါတယ်အစ္စရေးမှာကစင်ကြယ်တဲ့ပန်းရိုင်းလို့သတ်မှတ်ပြီးတစ်ခွမျိုးများကိုကာကွယ်ကြတယ်လေအရန်ကိုထူးခြားပြီးလှပတဲ့တစ်ခွပန်းတွေကိုမြင်တွေ့ရမယ်ရာသီလေးကတော့မတ်လကနေစပြီးဧပြီလရဲ့မေလရဲ့ပါသူက60စင်တီမီတာအထိရှည်တဲ့ပန်းပင်လေးပါအများဆုံးတွေ့နိုင်တာကတော့ဝက်တစ်ချခါရိုမီပင်တော်များမှာပါကျမရဲ့အတွေ့ပေါ်ပန်းကကျမရေးချင်တဲ့အကြောင်းမဟုတ်ပါဘူးလှပပြီးအပြစ်ကင်းတဲ့ပန်းလေးတွေဂျာခံပြီးအစ္စရေးရဲ့ IP right ကိုရေးပြတာပါတိတ်ပနီးကြနဲ့လက်တွေ့ကြလေးပါလှပတဲ့ပန်းလေးတွေဟာအခါသမယတစ်ခုကိုပြောပြတယ်နော်ဝမ်းနေစရာကောင်းတဲ့နေ့ရဲ့ပျော်ရွှင်စရာကောင်းတဲ့နေ့ရဲ့လေနီပလက်တန်ကြီးစက်မွေးတဲ့နေရာနဲ့ West Bank ကိုဓာတ်ရိုက်ဆက်သွဲတဲ့နေရာလေးကတော့ Gate ဤဆိုင်ရောမှာ Durant Town ထင်ကြရနေရာကျန်းစာမှာတည်ရှိတယ်လေIsrael settlements လို့ခေါ်ပါတယ်တစ်ခွပန်းဖြူတွေပွင့်တဲ့ဝတ်တစ်ချတော်ကြီးပါလူမျိုးတစ်မျိုးပေါ့လေ Israel ရဲ့အဲ့ဒါက Samarian ဒါမှမဟုတ်ရင် Samaritan လေအတွေးတွေကိုနောက်ပြန်လှည့်ပြီးကြည့်လိုက်ရင်တော့ဒီဝတ်တစ်ချတော်ကြီးပါဂျူးလူမျိုးများလို့ခေါ်ပါတယ်ထပ်တွေးမယ်ကွာအိဗရာဟင်နဲ့ဂျက်ကော့အကြောင်းပေါ့ရှေ့တုန်းကအငွေလေးတွေကိုပြန်ရှုကြည့်မယ်လေအဲ့ဒါကဂျက်ကော့ရဲ့ရည်တွင်ပဲပါလက်စတိုင်းပိုင်တဲ့နာဘူးလတ်မှာရှိပါတယ်မှတ်ချက်ဘာလတန်ကပါလက်စတိုင်းပိုင်တယ်လို့ UN ကဆုံးဖြတ်ထားတာပါယုခဗေဒကျန်းစာအရဆိုရရင်လေပန်းရိုင်းလေးတွေလေတစ်ခွနဲ့ကျူလစ်ပေါ့ဒီနေရာမှာနေတဲ့လူမျိုးများရဲ့သင်္ကေတပါအဖြူရောင်တစ်ခွရဲ့သမိုင်းလေးတွေနှစ်900ကျော်ကိုကြော်ကြည့်မယ်လေမတ်လနဲ့မေလရောက်ရင်ဖတ်ကြည့်လို့ရပါမယ်အဲ့ဒီနေရာကဘလက်တမှာနိနီဦး IP သူတေသနာစာရန်ပြုစုသူနိနီ NGO ဘက်တဲ့နာယကကျေးဇူးပါကျွန်မဒီစာတန်းကို Israel ရဲ့ intellectual property right အတွက်ရေးရခြင်းဖြစ်ပါတယ်နှစ်လေတနစ်ကျော်ကြာနေပါပြီကျေးဇူးပါတယ်အားလုံးကိုကျွန်မချစ်ပါတယ်